မြင်လာပါဟုတ်ကဲ့မရှိတဲ့နေရာတွေကိုလှူရင်ပိုကောင်းတယ်တဲ့ဟုတ်ကဲ့ပါသိပါတယ်မမို့အဲ့လိုမရှိတဲ့နေရာတွေကိုဒီပတ်စံ190ကိုင်းပြီးတော့လိုက်လှူနိုင်တဲ့အရေးချင်းရှိတဲ့လူမဟုတ်ပါဘူးခလေးရဲ့အန်ဒီတို့ကနန်ရှင်ရေးပါအန်ဒီယောက်ျားကလုံယုံရေးပါဟိုနိုင်ငံရခြားခလေးတွေဆိုတာအန်ဒီသားစားပြီးနိုင်ငံရခြားမှာရောက်နေတဲ့အချိန်ကျတော့ခလေးတွေကသူတို့မှမိထွန်းပွဲဆိုတာလဲသူခမရတွေမသိရှာဘူးမိထွန်းပွဲဆိုတာလဲသူတို့သူများနိုင်ငံမှာမလုံနိုင်တဲ့အတွက်အဲ့ဒါလေးကိုအန်ဒီကလုပ်ပေးတာပါဒါလေးကလည်းဘာကုံလာမှုလို့လဲ5-6တောင်းလေးပဲအန်ဒီသူတို့အတွက်ကလေးတွေကိုလှူပေးတာပါအန်ဒီကအများကြီးလှူနိုင်တဲ့အရေးအချင်းရှိတဲ့လူမဟုတ်ပါဘူးအန်ဒီအိမ်ကိုလာတဲ့အခါကျရင်အန်ဒီတို့ရဲ့အကြောင်းကိုသိပါလိမ့်မယ်အန်ဒီကကိုယ့်ရဲ့မရှိချောင်းရှိချောင်းကိုအန်ဒီလိုင်းပေါ်မှာချပြတတ်တဲ့လူမျိုးမဟုတ်ပါဘူးအန်ဒီတို့လင်မယားကဘဝကိုပင်မဆင်းရဲစွာလောက်ကင်စားတောင်းနေတဲ့လင်မယားပါအန်ဒီကိုအထင်မကြီးပါနဲ့အန်ဒီကလိုင်းပေါ်မှာသာအန်ဒီဒေါ်မိုးဆိုတဲ့နာမည်ကြီးတာပါဦးကြည်ရွှေဆိုတဲ့နာမည်ကြီးတာပါအန်ဒီတို့ကနောက်ပြန်စမ်းကြည့်ကြမ်းမရှိတဲ့လူတွေပါအန်ဒီမှာအိမ်အောင်နေစရာရှိတဲ့လူမဟုတ်ပါဘူးအန်ဒီကတတိပေးတဲ့နေရာလေးမှာနေတာပါအန်ဒီဒီဟာလေးတွေကိုလည်းရှင်းပြတာအချင်းချင်းရှိနေပါပြီအန်ဒီတို့အနေအထားကအဲ့လိုလက်ထဲမှာပတ်စံကိုင်းပြီးတော့လိုက်ပြီးလှူနိုင်တဲ့လူတွေမဟုတ်ပါဘူးလှူချင်တာပေါ့ခလေးရဲ့ခလေးပြောသလိုမရှိတဲ့နေရာတွေအန်ဒီသိန်း100လောက်ကိုင်းပြီးတော့မရှိတဲ့နေရာတွေကိုရော့9သိန်း2သိန်း3သိန်းအဲ့လိုလှူချင်တာပေါ့ဒါပေမဲ့အန်ဒီအနေအထားလက်ထဲမှာပတ်စံ9သိန်းပြည့်အောင်နောက်မှာပဲအန်ဒီတို့ကကင်မထားနိုင်ဘူးလာစာထုတ်ပြီးရင်တရေခွင်းအောင်ခေါင်းစီးဖို့မနဲ့ခြံထားရတယ်ဆိုတဲ့လူတွေလို့အင်းနဲ့ကျွေးဆက်ကပါခလေးရဲ့နော်ဟိုအန်ဒီကိုအထင်မကြီးပါနဲ့အန်ဒီကဒါခုဖះမှာမီးလေးထွန်းပေးတယ်ဆိုတာနိုင်ငံခြားမှာရောက်နေတဲ့သားတွေသမီးငယ်လေးတွေမောင်လေးတွေညီမလေးတွေဟာသူတို့ဘဝပင်ပန်းနေတဲ့အချိန်မှာအန်ဒီဒီကလှူပေးလိုက်တဲ့ကုသိုလ်လေးတွေကိုမြင်တော့သူတို့စိတ်ကလေးမှာတခဏတာအတွက်ကြည်မုံတီနုမှုလေးရအောင်အန်ဒီဒီဘက်ကနေလှူပေးတာပါနော်အန်ဒီကတည်းမဟုတ်ပါဘူးအန်ဒီလဲဆင်းရဲပါတယ်မယုံရင်အိမ်ကိုလာကြည့်လဲပါဒါလည်းအန်ဒီအိမ်လည်းမဟုတ်ပါဘူးတတိပေးထားတဲ့ဂျင်းစလဲလေးထဲမှာအန်ဒီတို့နေရတာပါခလေးရဲ့နော်အန်ဒီကိုအဲ့လိုအထင်ကြီးတဲ့အတွက်အန်ဒီကျေးဇူးတင်တယ်တနေ့ခလေးပြောသလိုအန်ဒီဒီအဲ့မရှိတဲ့လူတွေကိုအန်ဒီတန်းစီပြီးတော့လှူနိုင်ပါစေလို့အန်ဒီကိုလည်းဆူတောင်းနေပါတယ်ကွယ်နော်ကဲမမိုးသားနဲ့သမီးနဲ့လာပြီးတော့ကြောပါတယ်မမိုးတို့ဒီလိုကြောရတဲ့အကျိုးအကြောင်းစိတ်ချမ်းသာရင်ကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေလောက်ကင်စီးပွားများလဲတိုးတက်အောင်မြင်ပါစေရတနာစိမ့်ကြောက်ဇဲတောက်ပြီးကစားပြီးကက်ကြီးသုံးပါးမှာကြော်နေနိုင်ပြီးမိနဲ့ဖားနဲ့ရွှေနဲ့မျိုးနဲ့နေရပါစေဒီလင်ဒီမရလဲအိုအောင်မင်းအောင်ပေါင်းပါစေစီးပွားဥစ္စာရတနာများရတနာစိမ့်ကြောက်ဇဲတောက်ပြီးကစားပြီးကက်ကြီးသုံးပါးမှာလဲကြော်နေနိုင်ပါစေမမိုးတို့ကိုနှစ်တိုင်းလဲဟိုးတော့ရွာမနေစဉ်အခါတော့သမီးလေးကဟိုမမိုးတို့ပေါ့နော်ထညက်30သားတောင်မှမကြော့နိုင်လို့စိတ်မကောင်းဖြစ်ကြတယ်တဲ့အခုလဲကြလဲကြောမမိုးတို့5-6တောင်းမို့ကြော့နိုင်လို့တဲ့ဝမ်းသာပီတီလဲသူ့မှာဖြစ်ကြတယ်လို့မမိုးတို့ကလည်းဝမ်းသာပီတီဖြစ်မိပါတယ်ကဲကိုကြီးရွှေကစူပေးပါတော့မယ်ရှင်